မင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုစမ်းမွန်တရီချင်းနယ်မှကြိုဆိုပါရစေအခုပြပေးမှာက2026ခုနှစ်အတွက်တရီဒီမွေးကနန်းတစ်ခွက်ထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူအစဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရစေမွေးကနန်းထုတ်ပုံကိုစိုက်နှမျိုးနဲ့ထုတ်ပြပေးမှာမို့တစ်စိုက်ချင်းစီသေချာလာ၍ကြည့်ရှုပေးကြပါခင်ဗျာကျွန်တော်ပထမဦးဆုံးမွေးကနန်းထုတ်တဲ့စိုက်အနေနဲ့ကြတော့ဒီတစ်နှစ်ချင်းစီရဲ့ဒီထိတ်စီးလုံးတူပေါ့ဗျာထိတ်စီးလုံးတူဖြစ်စဉ်ကနေမှမွေးကနန်းကြလာပုံကိုကျွန်တော်အရင်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးစိုက်မှာတော့ဒီ2019ခုနှစ်က2019ခုနှစ်ရဲ့ကျွန်တော်ဒီ18ကြိမ်မှာပေါ့18ကြိမ်မှာသူကခွန်းတစ်လေးပွဲစဉ်မှာခွန်းထိတ်စီးလို့ကစားသလိုနောက်2018ခုမှာလည်းဒီ19ကြိမ်မြောက်မှာဒီခွန်းထိတ်စီးနေနဲ့ခွန်း60ဆိုခွန်းထိတ်စီးကစားခဲ့ပါတယ်2019ခုနှစ်မှာလည်းဒီမှာခွန်း8ခွန်းဆိုပြီးတော့ခွန်းထိတ်စီးဆိုပြီးတော့ကျွန်တော်ဒီဇောင်း3လုံးဖြစ်စဉ်ပေါ့ဗျာထိတ်စီးဇောင်း3လုံးဖြစ်စဉ်ကနေမှာကျွန်တော်ဒီထိတ်စီးဇောင်း3လုံးဖြစ်စဉ်ယူတဲ့အခါမှာသူ့ရဲ့ကဏ္ဍ3ခွက်ရမှာဖြစ်တယ်အဲ့ကဏ္ဍ3ခွက်ထဲကနေမှာဒီခွန်းတစ်4ရယ်ခွန်း60ရယ်ခွန်း8ခွန်းရယ်ဆိုပြီးတော့ဒီခွန်းထိပ်စီးနဲ့ဇောင်း3လုံးဖြစ်တဲ့ဇောင်း3လုံးခွန်းထိပ်စီးဖြစ်တဲ့ချိန်မှာအဲ့ထိပ်စီးခွန်းနဲ့ဖြစ်ပေါ်လာတဲ့ဒီခွန်းတစ်4ရယ်ခွန်း60ရယ်ခွန်း8ခွန်းရယ်ဆိုဒီကဏ္ဍ3ခွက်ဒီသူကမွေးကဏ္ဍအနေနဲ့နောက်တစ်နှစ်ချားမှာသူကထွက်ပေးတာကိုဒီဆိုင်မှုရကျွန်တော်တွေ့ရှိပါတယ်ဒါပထမဆုံးနဲ့ဒီမှာဒီခွန်းတစ်လေးခွန်း60ခွန်း8ခွန်းဒီကျွန်တော်သူ့ရဲ့တစ်နှစ်ချားမှာဖြစ်တဲ့ဖြစ်စဉ်ကဒီ2019 18 19ဖြစ်စဉ်ကနေမှာ2021မှာလမ်းပြီးတော့2021ရဲ့9ကြိမ်မြောက်မှာဒီမှာခွန်း8ခွန်းလို့ဒီဆိုင်မှုရချပေးလိုက်တာဖြစ်ပါတယ်ဒီခွန်း8ခွန်းဒီကျွန်တော်ဘယ်ကနေလာလဲဆိုတော့ကျွန်တော်ဒီဘက်ကဖြစ်စဉ်မှာခွန်းတစ်လေးခွန်း60ခွန်း8ခွန်းဆိုပြီးတော့ဒီကဏ္ဍ3ခွက်ထဲကနေမှဒီခွန်း8ခွန်းဆိုတဲ့ကဏ္ဍကိုသူ့အနေနဲ့မွေးကဏ္ဍအနေနဲ့ဒီတစ်နှစ်ချားမှာလာပြီးတော့ထွက်ပြီးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့ဒီစိုက်မှုရတာဇောင်း3လုံးဖြစ်စဉ်ကနေမှကျွန်တော်ယူတဲ့စိုက်မှုဖြစ်ပါတယ်ဒီဇောင်း3လုံးဖြစ်စဉ်ကနေမှဒီမှာခွန်း1ခွန်းရယ်ခွန်း60ရယ်ခွန်း8ခွန်းရယ်ဆိုပြီးတော့ကဏ္ဍ3ခွက်နေမှာတစ်နှစ်ချားမှာဒီမှာခွန်း8ခွန်းဆိုပြီးတော့တစ်နှစ်ချားကိုလှမ်းပို့တာတွေ့မှာဖြစ်ပါတယ်ဒါပထမစိုက်မှုနဲ့ပြတာပါဒုတိယစိုက်မှုကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာထိပ်စီးလုံးတူကဏ္ဍအနေနဲ့ဒီမှာ3968ဒီ2021မှာကျွန်တော်3968 24ချိန်မှာ3968ရယ်2022 23ချိန်မှာ3993ကျွန်တော်ဒီ2023 22ချိန်မှာဆိုရင်39ခွန်ဆိုပြီးတော့39ထိပ်စီးနဲ့ကဏ္ဍ3ခွက်ဒီဇောင်း3ဇောင်းအနေနဲ့သူ့အနေနဲ့ကစားသွားတာကိုတွေ့ရှိတာဖြစ်ပါတယ်ဒီလိုဇောင်းထိပ်စီးတူဇောင်း3လုံးကစားခြင်းဒီကျွန်တော်တို့သူ့ရဲ့တစ်နှစ်ချာမှာဒီကဏ္ဍ3ခွက်ဒီထွက်ပေးရပါတယ်သူ့ရဲ့တစ်နှစ်ချာကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒါဒီကဏ္ဍ3ခွက်ဒီကျွန်တော်တစ်နှစ်ချာကိုကြည့်မယ်ဆိုရင်ဒီ2023ကနေမှဒီ2025မှာဆိုရင်ကျွန်တော်ဒီကဏ္ဍ3ခွက်ထဲက3993ဒီကျွန်တော်ဒီဖြစ်စဉ်ရ3993ဒီကျွန်တော်ဒီမှာ2025မှာဒီမှာ339ဆိုပြီးတော့ဝေကချပေးခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ဒီစိုက်မှုရဆိုရင်ကျွန်တော်ဒါအခုပွဲစဉ်အတွက်ကြတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ2022မှာထိပ်စီးအနေနဲ့9ထိပ်စီးအနေနဲ့994မှာ9ထိပ်စီးကိုကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်နောက်2023မှာလည်း930ဆိုပြီးတော့9ထိပ်စီးနဲ့ကစားထားပါတယ်ကျွန်တော်ဒီ2024မှာလည်း9 933ဆိုပြီးတော့9ထိပ်စီးနဲ့ကစားထားတွေ့ပါမို့
ဒီလိုထိပ်စီးဆောင်သုံးလုံးတူဖြစ်စဉ်ကြောင့်ဒီကဏ္ဍသုံးခွက်သည်မွေးကဏ္ဍအနေနဲ့ကျွန်တော်တို့သူ့ရဲ့တစ်နှစ်ချားမှဆိုရင်ဒါ2024ရဖြစ်တဲ့အတွက်ကြောင့်ဒီ2026မှာဒီကဏ္ဍသုံးခွက်ကိုချပေးရမှာဖြစ်ပါတယ်ဒီကဏ္ဍသုံးခွက်လို့ဆိုရမှာကျွန်တော်ဒီမှာကဏ္ဍတူနှစ်ခွက်ပါနေတဲ့အတွက်ကြောင့်ဒီမှာ930ရယ်933ရယ်ဒီကဏ္ဍတူဖြစ်နေတဲ့အတွက်ကြောင့်ဒီနှစ်ခွက်ထဲကတစ်ခွက်ကိုပဲယူပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့994လို့တစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီ site မူရကစားမယ်ဆိုရင်930ရယ်994ရယ်ကိုကဏ္ဍနှစ်ခွက်အနေနဲ့ရရှိမှာဖြစ်ပါတယ်အဓိကလိုရင်းဒီကျွန်တော်အနေနဲ့ဒီကဏ္ဍထပ်ဖြစ်တဲ့930 933ဒီ2026မှာကျွန်တော်ဒီ930ရယ်930ရယ်ဒီဘက်994ရယ်ပေါ့ဗျာ994ရယ်ဆိုပြီးတော့ဒီ site မူရထိုးမယ်ဆိုရင်ဒီကဏ္ဍနှစ်ခွက်ကိုရွေးပြီးတော့ထိုးပေးရမှာဖြစ်ပါတယ်ဒါဒီ site မူကတော့ဒါပထမ site မူအနေနဲ့မိတ်ဆွေများကိုထုတ်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒါ10နှစ်အတွင်းမှာဒီ site မူဖြစ်ပေါ်လာပုံကိုကျွန်တော်အနီးကပ်အနေနဲ့ထုတ်ပြခြင်းဖြစ်ပါတယ်ဒီ10နှစ်ရဲ့ရှေ့ပါလဲဒီ site မူသည်ပေးထားတဲ့ကဏ္ဍနေရှိပါတယ်ကျွန်တော်အနေနဲ့ဒါရှေ့မှာကလင်ဒါရအများကြီးထုတ်ပြနေရမှာမို့ကျွန်တော်အနေနဲ့မပြတော့ပါဘူးဒီ site မူရဒီကဏ္ဍသည်ဒါလုံလောက်တဲ့အနေနဲ့ကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဒါပထမဆုံး site အနေနဲ့ထုတ်ရမယ့်ကစားမယ့်ကဏ္ဍသည်ကဏ္ဍနှစ်ခွက်ပဲရှိပါတယ်930ရယ်994ရယ်ဆိုပြီးတော့ကဏ္ဍနှစ်ခွက်ကိုဒီ site မူရတွေ့ရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့မိတ်ဆွေများကိုနောက်ထပ် site မူတစ်မျိုးနဲ့ကဏ္ဍတစ်ခွက်ကြပုံလေးကိုလည်းပြီးဆက်ပြီးတော့ရှင်းပြပေးပါမှာခင်ဗျာမိတ်ဆွေများအနေနဲ့နောက်ထပ် site မူလေးကိုလည်းဆက်ပြီးကြည့်ရှုပေးကြပါအောင်ခင်ဗျာယခုဒုတိယပြပေးမဲ့ site မူအနေနဲ့ကတော့အခုကျွန်တော်ပြပေးမဲ့ဒုတိယ site မူကတော့ကျွန်တော်ဒီနှစ်ဦးတစ်ချိန်နှောင်းကားနဲ့ပြပေးဖို့ဟာဒီ site မူကိုကျွန်တော်အနေနဲ့ရှာဖွေရရှိခဲ့တော့လေဒီ site မူရဲ့ပြသမဲ့ချိန်မှာကျွန်တော်ရှေ့မှာပြထားတဲ့ဆရာတယောက်ရှိခဲ့တဲ့အတွက်ကြောင့်ကျွန်တော်နဲ့ဒီ site မူကိုမပြတော့ဘူးဆိုပြီးတော့ကျွန်တော်နဲ့ခြံထားတာဖြစ်ပါတယ်ဒါပေမဲ့အခုထုတ်ပြခြင်းဒီကျွန်တော်ဒီပထမဆုံးပြတဲ့ site မူနဲ့ဒီ site မူဒီကဏ္ဍကြပုံလေးတွေဟာတူးနေတဲ့အတွက်ကြောင့်ကျွန်တော်နဲ့ဒါပထမ site ရဲ့ဒုတိယ site ရဲ့ကိုတွဲပြပေးလိုက်ခြင်းဖြစ်ပါတယ်တော့မိတ်ဆွေများအနေနဲ့လည်းဒါနားလည်လိမ့်မယ်ထင်ပါတယ်ကျွန်တော်ပထမဆုံးပြပေးတဲ့site မူပိုင်ရှင်ကိုလည်းကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ရှေ့ကဥစွာပြခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါ credit ပေးပါတယ်ကျွန်တော်လည်းဒီ site မူမပြတော့ဘူးလို့ထားတော့လည်းပဲခုနောက်ထပ် site မူတစ်မျိုးတွေ့ရှိတဲ့အတွက်ကြောင့်ဒီ site ကိုတွဲပြီးပြပေးခြင်းဖြစ်ပါတယ်ခုဒုတိယ site မူအနေနဲ့ကြတော့ကျွန်တော်ဒီထိပ်စီးသုံးလုံးပေါင်းခြင်းအလဲသုံးလုံးပေါင်းခြင်းနောက်ပိတ်သုံးလုံးပေါင်းခြင်းနဲ့ကဏ္ဍထုတ်ယူသွားမှာဖြစ်ပါတယ်ဒီ site မူမှာတော့ကျွန်တော်အနေနဲ့ဒါတစ် site ချင်းစီကိုအသေးချာရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီ2019ခုနှစ်ထိပ်စီးသုံးလုံးဖြစ်တဲ့3-4ခွန်ဆိုပြီးတော့ဒီကဏ္ဍသုံးလုံးပေါင်းမှာဖြစ်ပါတယ်ဒီ3-4ခွန်ကဏ္ဍသုံးလုံးပေါင်းခြင်းဒီ1လို့ရရှိသလိုနော်ဒုတိယအလဲတိုင်းကဏ္ဍကိုလည်းပေါင်းမဆိုရင်3-8ခွန်3လုံးပေါင်းခြင်း5လို့ရရှိမှာဖြစ်ပါတယ်ဒီ3ရယ်ခွန်ရယ်8ရယ်3ခွန်8 3လုံးပေါင်းခြင်းဒီကျွန်တော်ဒီမှာအလဲ3လုံးပေါင်းခြင်းဒီ5လို့ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနောက်ပိတ်3လုံးပေါင်းခြင်းဒီလေကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒီ66ခွင်နောက်ပိတ်3လုံးပေါင်းခြင်းဒီလေကျွန်တော်ဒါ9လို့ရရှိမှာဖြစ်ပါတယ်နော်ဒီနောက်ပိတ်3လုံးပေါင်းခြင်း9ပထမထိပ်စီးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းဒီဒုတိယလဲတိုင်း3လုံးပေါင်းခြင်း5တတိယမှာဒီနောက်ပိတ်3လုံးပေါင်းခြင်းဒီ
6လို့ရရှိမှာဖြစ်ပါတယ်ဒီစိုက်မှုရဆိုရင်159ဆိုပြီးတော့ကဏ္ဍ3လုံးရရှိပါတယ်ဒီစိုက်မှုကတော့ကျွန်တော်ဒီ2နှစ်ချားမှာတွားပြီးတော့ဒါပေးတဲ့စိုက်မှုဖြစ်ပါတယ်ပထမကျွန်တော်ပြတဲ့စိုက်မှုကတော့1နှစ်ချားမှာတွားပေးတာဖြစ်ပါတယ်ဒီ2နှစ်ချားပေးပုံကတော့ဘယ်မှာပေးလဲဆိုရင်ကျွန်တော်ဒီအခုဖြစ်စဉ်က2019ကနေမှ2နှစ်ချားတဲ့အတွက်ကြောင့်2022ပထမဆုံးတစ်ချိန်မှာ159ဒီကျွန်တော်ပထမဆုံးတစ်ချိန်ကိုလှမ်းပြီးတော့ပို့တာကိုသိရှိမှာဖြစ်ပါတယ်2022မှာဒီ159ဆိုပြီးတော့တစ်ချိန်မြောက်မှာခုနကျွန်တော်ပထမပြခဲ့တဲ့ထိပ်စီး3လုံးပေါင်းခြင်းအလဲ3လုံးပေါင်းခြင်းနောက်ပိတ်3လုံးပေါင်းခြင်းဆိုတဲ့ဒီကဏ္ဍ3လုံးဒီကျွန်တော်ဒီ159ဒီကျွန်တော်ဒီ2019ကနေမှ2022ဆိုတော့2နှစ်ချားပေါ့2နှစ်ချားမှာလှမ်းပြီးတော့159လို့လှမ်းပို့သွားတာတွေ့ရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ဒုတိယနှစ်ဖြစ်တဲ့2020မှာလည်းဒီစိုက်မှုဒီဆက်ပြီးပေးခဲ့တာတွေ့ရှိမှာဖြစ်ပါတယ်ဒုတိယနှစ်မှာလည်းကျွန်တော်ဒီထိပ်စီး3လုံးပေါင်းခြင်းဖြစ်တဲ့389 3လုံးပေါင်းခြင်း3ညရဲ့ဒီအလဲတိုင်း3လုံးပေါင်းခြင်းဖြစ်တဲ့919ပေါင်းခြင်း9ရဲ့နောက်ပိတ်3လုံးပေါင်းခြင်းဖြစ်တဲ့1ခွန်3လုံးပေါင်းခြင်း9ရဲ့ဆိုပြီးတော့3999ဆိုပြီးတော့ဒီကဏ္ဍ3လုံးကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီဒုတိယစိုက်မှုဖြစ်တဲ့ထိပ်စီး3လုံးပေါင်းခြင်း3ညအလဲတိုင်း3လုံးပေါင်းခြင်း9နောက်ပိတ်3လုံးပေါင်းခြင်း9ဆိုတဲ့3999ကဏ္ဍဒီကျော်သူ့ရဲ့2နှစ်ချာဖြစ်တဲ့2023ခုနှစ်ကျွန်တော်ဒီ20ကြိမ်မှာပေါ့993ညဆိုပြီးတော့ဒီမှာကဏ္ဍကိုချပေးခဲ့တာတွေ့ရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီတတိယအကြိမ်ဖြစ်တဲ့ဒီ2021မှာပေါ့ဗျာ2021မှာလည်းဒီလိုပဲထိပ်စီး3လုံးအလဲ3လုံးနောက်ပိတ်3လုံးပေါင်းခြင်းကဏ္ဍကိုဆက်ပြီးတော့ချပေးခဲ့တာတွေ့ရှိပါတယ်ကျွန်တော်ဒီတတိယအကြိမ်မှာလည်း2021ခုနှစ်မှာလည်းကျွန်တော်တို့ကထိပ်စီး3လုံးပေါင်းခြင်းဖြစ်တဲ့2ခွန်4ဒီ2ခွန်4 3လုံးပေါင်းခြင်း3ကျွန်တော်အလဲတိုင်း3လုံးဖြစ်တဲ့65ခွန်ပေါင်းခြင်း8နောက်ပိတ်3လုံးပေါင်းခြင်းဖြစ်တဲ့135ပေါင်းခြင်း6ဆိုပြီးတော့386ကိုဒီစိုက်မှုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီ2021ခုနှစ်ရဲ့ကျွန်တော်ဒီ3လုံးထိပ်စီး3လုံးပေါင်းခြင်း3အလဲ3လုံးပေါင်းခြင်း8နောက်ပိတ်3လုံးပေါင်းခြင်း6ဆိုတဲ့386ကဏ္ဍဒီကျွန်တော်ဒီမှာ2024ခုနှစ်ကျွန်တော်23ကြိမ်မှာ863ဆိုပြီးတော့ကစားသွားတာကိုထွက်ရှိသွားတာတွေ့ရှိမှဖြစ်ပါတယ်။ဒါမို့ဆက်ပြီးတော့ဒီဆိုင်မှုတိုင်းပဲနောက်တစ်ပြင်ကိုဆက်ကြည့်မယ်ဆိုရင်လည်းထိပ်စီး3လုံးပေါင်းခြင်းဖြစ်တဲ့953ပေါင်းခြင်းဒီ953ပေါင်းခြင်းဒီလည်း3လို့ရရှိမှဖြစ်ပါတယ်။လဲတိုင်း3လုံးပေါင်းခြင်းဖြစ်တဲ့983ပေါင်းခြင်းဒီ3ညနောက်ပိတ်3လုံးပေါင်းခြင်းဖြစ်တဲ့432ဒီ9လို့ရရှိတာဖြစ်ပါတယ်။ဒါဒီစိုက်မှုရဆိုရင်ဒီကဏ္ဍ3လုံးပေါင်းခြင်းဒီလည်းဆက်ပြီးတော့ဘယ်စိုက်ကိုပြဆက်ပြပေးပါမယ်။ကျွန်တော်ဒီထိပ်စီး3လုံးပေါင်းခြင်း3လဲ3လုံးပေါင်းခြင်း3ညနောက်ပိတ်3လုံးပေါင်းခြင်း9ဒီကျွန်တော်2025 8ကြိမ်မြောက်မှာဒီမှာ339ဆိုပြီးတော့ထွက်ရှိသွားတာကိုသိရှိမှဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်ဒီခု2026အတွက်ကြတော့ဒီမှာဖြစ်စဉ်ဒီကျွန်တော်ဒီ2023ခုနှစ်ရဲ့ဒီထိပ်စီး3လုံးပေါင်းခြင်းဖြစ်တဲ့4ခွန်4 3လုံးပေါင်းခြင်း5ကျွန်တော်ဒီ5 8ခွန်3လုံးပေါင်းခြင်း3ည3 2 8 3လုံးပေါင်းခြင်း3ဆိုပြီးတော့9 3ည3လို့
ရရှိပါတယ်ဒီ9303ဒီကျွန်တော်ဒီ2026အတွက်ဆိုရင်ကျွန်တော်9303မွေးကနန်းအနေနဲ့ဒါဒီစိုက်မှုရကစားပေးရမှာဖြစ်ပါတယ်ကျွန်တော်ပထမစိုက်မှုမှာလည်းကျွန်တော်ဒီမွေးကနန်းအနေနဲ့ကြည့်မယ်ဆိုရင်ပထမစိုက်မှုနဲ့ထုတ်တာမွေးကနန်းဒီ2026နော်2026မှာမွေးရမယ်ကနန်းပထမဆုံးထုတ်ရစိုက်ဒီ994ရဲ့930ရဲ့ဆိုပြီးတော့ကနန်းနှစ်ဘက်ကိုရရှိတာဖြစ်ပါတယ်ကျွန်တော်ဒီစိုက်မှုရဒီဒုတိယစိုက်မှုဖြစ်တဲ့ကနန်းဒီလဲ933လို့ရရှိတဲ့အတွက်ကြောင့်ယခုနှစ်တွင်2026ခုနှစ်အတွက်မွေးကနန်းဒီကျွန်တော်ဒီမှာပထမစိုက်မှုရ933ရရှိလို့ဒုတိယစိုက်မှုမှာပထမစိုက်မှုမှာ930930နဲ့994ရလို့ဒုတိယစိုက်မှုမှာကြတော့933လို့ရရှိတာဖြစ်ပါတယ်။ဒါမိတ်ဆွေများအနေနဲ့လည်းဒီစိုက်မှုနှမျိုးရဆိုရင်ကျွန်တော်ပထမစိုက်မှုရကဏ္ဍဖြစ်တဲ့930နဲ့933ဒီပထမဦးစားပေးနေနဲ့မိတ်ဆွေများကစားတင်တယ်လို့ကျွန်တော်အနေနဲ့ဒီစိုက်မှုကထုတ်ပြပေးတာဖြစ်ပါတယ်။ဒါမှမဟုတ်မိတ်ဆွေများကြိုက်နှစ်သက်မယ်ဆိုရင်ဒါ2026ခုနှစ်ရဲ့မွေးကနန်းအနေနဲ့ကျွန်တော်အနေနဲ့ဒီ930ဦးစားပေးကိုထုတ်ပြပေးလိုက်ပါတယ်မိတ်ဆွေများအနေနဲ့လည်းကျွန်တော်ရဲ့ဒီစိုက်မှုလေးတွေကိုအားပေးသောအပြင်ကြည့်ရှုတဲ့မိတ်ဆွေတယောက်ချင်းစီမှာကျွန်တော်ကို like လေးများပေးခြင်းကိုတောင်းဆိုပါတယ်ဒီစိုက်မှုရဲ့ကြိုက်နှစ်သက်လို့ထိုးမယ်ဆိုရင်ဒီ933ရဲ့930ရဲ့တူးနေတဲ့အတွက်ကြောင့်930ကိုပထမဥစားပေးနဲ့ထိုးပြီးတော့994ကိုဒုတိယဥစားပေးနဲ့ထိုးသင့်ပါတယ်ဒီကျွန်တော်စိုက်မှုရဆိုရင်တော့ဒီကနန်းတစ်ကွက်ထွက်ပြီးလို့ရှိရင်ဒါနောက်ထပ်တစ်ကွက်ကိုထိုးကြမလို့တော့ပေါ့ခင်ဗျာဒီကနန်းထဲကဒီဇောင်းသုံးလုံးဖြစ်စေရင်မှာတော့ကျွန်တော်ဒီကနန်းတစ်ကွက်ကျပြီးလို့ရှိရင်နောက်ကနန်းကိုဆက်ပြီးမွေးကြမလို့တော့ပါဘူးဒါမှမဟုတ်မိတ်ဆွေများနဲ့2026ခုနှစ်မှာကျွန်တော်ဒီ 3D အနေနဲ့930ကနန်းကိုအောင်မြင်မှုအနေနဲ့ရရှိကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ရင်နောက်ဗီဒီယိုများမှာလည်းကျမ်းမာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်သူခင်ဗျာ